I have lived in Singapore for 5 years နဲ့ I lived in Singapore for 5 years အဲ့ဒီဝါကျနှစ်ကြောင်းရဲ့အဓိပ္ပာယ်ကဘာကွာပါတယ်လဲပထမဝါကျမှာ verb က have lived ဆိုတဲ့ present perfect tense ကိုသုံးထားတာတွေ့ရပါတယ် present perfect tense ကိုသုံးထားရင်တော့အဓိပ္ပာယ်ကလွန်ခဲ့တဲ့9နှစ်ကတည်းကစပြီးစင်ကာပူမှာနေထိုင်လာတာအခုထိနေတုန်းပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒုတိယဝါကျကတော့ I lived in Singapore for 5 years simple past tense lived ကိုသုံးထားတာတွေ့ရပါတယ် simple past tense ရဲ့သဘောကတော့အတိတ်တစ်ချိန်ကစင်ကာပူမှာ9နှစ်တာနေခဲ့တယ်အခုတော့အဲ့ဒီမှာမနေတော့ဘူးဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်ခြုံပြီးပြန်လဲပြောပြရမယ်ဆိုရင်နော် present perfect tense ရဲ့သဘောကအတိတ်ချိန်မှာစတင်ခဲ့တဲ့ action တစ်ခုခုကပြစ္ဆုတ်ပံအထိဆက်လက်ရှိနေတဲ့သဘောသက်ရောက်ပါတယ် simple past tense ရဲ့သဘောကတော့အတိတ်မှာစခဲ့တဲ့ action ကအတိတ်မှာပဲပြီးဆုံးခဲ့ပြီးပြစ္ဆုတ်ပံနဲ့သက်ဆိုင်ခြင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Good luck to you all